ဒီနေ့ကလိုက်တစ်ဆန်းပြမယ်ပေါ့နော်3နှစ်ကြ E Pro မဟုတ်တော့ဘဲနဲ့ H3 ပါဒီမှာဆုံးအနေနဲ့တော်တော်လေးကြိုက်ရတဲ့ပါတယ်ပေါ့နော်ဒီကောင်ကကျွန်တော်ဝယ်လက်ပထမဆုံးနှစ်ခုကဒီလိုမျိုးကင်မှုနဲ့ခက်တယ်ပေါ့နော်ဆိုတော့ရေနဲ့ဆွတ်ကြည့်မယ်ကောင်းဈေးကတော့တယောက်တယောက်မတူဘူးပေါ့နော်ကျွန်တော်တော့900ပေးရတယ်ပင်ကားဆေးတွေပါတယ်ဒါပေမဲ့ကျွန်တော်မကြိုက်လို့ဖြုတ်ထားတယ်ကက်ကကြတော့ negative cap ဒီအပတ်ကကြတော့တစ်ခေါက်ပဲပေါ့နော်ဒီအပတ်ကကြတော့ဒီတစ်ပတ်ပဲပေါ့နော်အသားကောင်းတဲ့ထဲပါတယ်ပြန်မွေးသုံးမယ်ဆိုသုံးလို့ရတယ်ကျွန်တော်တို့တော့ပြန်မွေးသီးတဲ့သုံးပါပါ training ကိုနည်းနည်းလောက်ပဲသုံးမယ်ပေါ့နော်ဒါလေးပြတ်မှာကြောက်လို့ပါဒီလက်ကိုယူဆက်ခွန်ကိုသမားလေး training မှာသုံးတော့တွေ့ဘူးတယ်ပေါ့နော်အားကြောင့်မပြောဝယ်လိုက်တာပါစမ်းသုံးကြည့်တော့ကောင်းတဲ့ထဲပါတယ်ကျွန်တော်တို့အပျော်တန်းတွေအတွက်ပြန်မွေးသုံးလို့အဆင်ပြေတယ်ပြန်မွေးဖမ်းလို့အဆင်ပြေတယ်ပေါ့နော်ရှေ့ဗီဒီယိုမှာကျွန်တော်ဓာတ်ပစ်တာမရဲတာတွေ့တယ်ပေါ့နော်အဲဒါဝိုင်းမိကြံပေးကြတယ်ဒီလိုပြစ်ဒီလိုရင်လောက်ပြီးတော့မှဒီလိုလောက်မှန်တော့ကျွန်တော်ဓာတ်ပစ်ရမှာမကြောက်ပါဘူးဒါပေမဲ့ဒီမှာဆိုတော့ကြောက်ပါတယ်ဘာလို့လဲဆိုတော့ပြပါမယ်ဒါတော့ကျွန်တော်ဘောလုံးလှမ်းပစ်နေတဲ့နေရာပါ main လို့လည်းပြောလို့ရမှာပေါ့နော်မှာဆိုလို့ရှိရင်ကြောက်ခဲတွေအကြီးပါပဲဒါကျွန်တော်ကောက်ပြီးပြစ်တင်တာပါနော်ပြစ်တင်တာလည်းရှိရငကိုတဲ့ဟာလည်းရှိရပေါ့ပြီးတော့မန်ဘောလုံးပြစ်တဲ့နေရာနောက်တစ်ခုပေါ့နော်ဆင်းလာမယ်ဆိုရင်ကျွန်တော်တိုက်ပြစ်တဲ့နေရာကိုရောက်မယ်ကဲလုံးနေရှိပါတယ်တနေရာလည်းမဟုတ်ပါအများကြီးပါဒီမှာဆိုလည်းရှိပါတယ်တော့ဒူးထောက်ပြီးဖမ်းတဲ့ဗီဒီယိုတွေမှာလည်းဒူးထောက်တဲ့နေရာလေးရဖို့အတွက်ဖယ်ပြီးတော့ထောက်ကြရပါတော့ဒီတိုင်းရှေ့ဗီဒီယိုတွေမှာကြည့်လို့ဒါမမြင်ရတာပါနော်။ဟောမြေကြီးကိုမှကဲလုံးနေပါတယ်ပါနော်။ဒါဟိုနေ့ကကျွန်တော်ပြစ်တဲ့နေရာပါ။အလယ်မှာတော့ကျွန်တော်ထိန်းရတာများလို့ကဲလုံးမရှိတော့ဘူး။ဒါပေမဲ့ဒီဘေးတွေမှာဆိုတော့ကဲလုံးနေပါပြီပဲ။ဒီဘက်လည်းရှိပါတယ်အားကြောင့်ကျွန်တော်အစပိုင်းဆိုတော့ကြောက်ပါတယ်နောက်ပိုင်းဇန်ဝင်လာမှတာမကြောက်တော့တာပါဒီကောင်နေနဲ့ဆိုတော့ကျွန်တော်ဖမ်းရတာနည်းနည်းကြောက်တယ်မဆိုလဲခဲကြီးပြည့်ပဲပေါ့နော် training ကိုနီးစနစ်တိုင်းတော့လုပ်ချင်ပါတယ်ဒါပေမဲ့ကွင်းချင်နေကြမို့လို့ပါခုနတိုက်ပြစ်သွားတဲ့နေရာပေါ့နော်ကဲလုံးနေပါပဲအဲ့လိုပြောလို့မင်းကမဖယ်ဘူးလားဆိုတော့ဖယ်ပါလေအပေါ်ရန်ဖယ်လိုက်ပြီးဒီကောင်တွေကအမြေကြီးတွေကနေထပ်တိုးပြီးထွက်လာပါလေသူ့ရဲ့ကွင်းနေထားပါလို့ဖြစ်နေတာပါဒါအစင်ကြီးတက်ပါကျွန်တော်အတုံးမကြတာအတုံးမကြတက်ပါပြီးတော့ဒီဖနက်ပေါ့နော်အဲ့ဖနက်အတုဆိုဟုတ်ပါအတုပါကျွန်တော်အစ်စ်မဝယ်နိုင်ပါဘူးအစ်စ်ဝယ်နိုင်လဲကျွန်တော်အစ်စ်နဲ့ဝယ်လို့မရသေးပါဘူးဒီလောက်အတုံးမကြတဲ့အခြေအနေကြီးကိုအစ်စ်ဝယ်လို့ရှိရင်ထိမ့်သိမ်းရမှာနဲ့ပျက်စီးသွားရင်နှမျောပါလေအဲကြောင့်မလို့ကျွန်တော်အစ်စ်မဟုတ်ပါဘူးဒါအတုပါ